ကျမတို့နေ့စဉ်အသုံးပြုနေတဲ့မှန်ဆိုတာကိုယ့်ရုပ်သွင်းကိုကြည့်ဖို့တတ်ပဲလားတကယ်တော့ကဘာတဝန်းကရှေးဟောင်းယူဆတွေမှာမှန်ကိုစွမ်းအင်တွေရဲ့တကားပေါက်လို့တင်စားကြပါတယ်မှန်ကိုအသုံးပြုပုံမှားယွင်းရင်လက်ပိတ်တတ်တယ်လို့စနစ်တကျအသုံးပြုတတ်ရင်လည်းလက်လာပတွေကိုဆွဲဆောင်နိုင်ပါတယ်ဒီနေ့မှာတော့မှန်နဲ့ပတ်သက်ပြီးလက်ပွင့်စေမဲ့နည်းလမ်းတွေနဲ့လုံးဝရှောင်ကျဉ်ရမယ့်အချက်တွေကိုပြောပြပေးသွားမှာပါကျမတို့ပထမဆုံးလက်လာပပိတ်စေတတ်တဲ့အမှားတွေကိုအရင်ကြည့်ရအောင်ပါပထမတစ်ချက်ကတော့မှန်ရှိမှာငိုကြွေးခြင်းပါမှန်ဟာရှေ့ကရှိနေတဲ့ပုံရိပ်ကိုထပ်တူထပ်မျှထင်ဟပ်စေုံနဲ့မကပဲစွမ်းရည်တွေကိုနှစ်ဆတိုးစေတယ်လို့ယူဆကြပါတယ်ဒါကြောင့်ဝမ်းနဲ့ပူဆွေးနေချိန်မှာမှန်ရှိရတာဟာတင့်ရဲ့စိတ်ညစ်ညူးမှုတွေကိုပိုမိုရှည်ကြာစေပြီးကန်ဆာတာနှိမ်ပါစေတယ်လို့အရှိတိုင်းယူဆတွေမှာဆိုထားပါတယ်ဒုတိယချက်ကတော့ကွဲအပ်နေတဲ့မှန်တွေကိုအသုံးပြုခြင်းပါပဲအနောက်တိုင်းယူဆတွေမှာမှန်ကွဲတာဟာ9နှစ်တိုင်ကန်ဆိုးတတ်တယ်လို့ဆိုကြပါတယ်။ဒါအပြင်အကွဲနေတဲ့မှန်ဟာမိသားစုအတွင်းအကြောင်းထင်စေပြီးစီးပွားရေးမှာအဖက်မတင်ပဲဖြစ်စေတတ်တာကြောင့်အကွဲနေတဲ့မှန်ရှိရင်ချက်ချင်းစွန့်ပစ်ဖို့အကြံပြုလိုပါတယ်။နောက်တစ်ချက်ကတော့အိယာနဲ့မျက်နှာချင်းဆိုင်မှန်ထားခြင်းပါ။ဒါဟာဖုံးရွှေအယူဆမှာအင်မတန်ရှောင်ကျဉ်ရတဲ့အချက်ပါ။အိပ်ဆက်နေချိန်မှာကိုယ့်ရဲ့ပုံရိပ်ကိုမှန်ထဲမှာပြန်မြင်နေရတာဟာကျန်းမာရေးကိုထိခိုက်စေပြီးအိမ်အောင်ရေးမှာလည်းအဆင်မပြေမှုတွေကြုံတွေ့ရစေနိုင်ပါတယ်။ကဲအခုလိုလက်ပိတ်စေတဲ့အချက်တွေကိုသိပြီးဆိုရင်တော့ဒီအမှားတွေကိုပြုပြင်ပြီးကံကောင်းခြင်းတွေပြန်လည်ဝင်ရောက်လာအောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာဆက်ပြီးပြောပြပေးသွားမှာပါ။မှန်နဲ့ပတ်သက်ပြီးလက်လာပါပွင့်လန်းစေမဲ့ပထမဦးဆုံးနီလန်ကောင်းလေးကတော့ထမင်းစပွဲကိုမှန်နဲ့ထင်ဟပ်စေခြင်းပါ။စပွဲပေါ်မှာအသီးအနှံဒါမှမဟုတ်စားစရာတွေပြည့်စုံနေတာကိုမှန်ကနေတစ်ဆင့်မြင်နေရမယ်ဆိုရင်ဒါဟာနေအိမ်ရဲ့ကြွယ်ဝချမ်းသာမှုကိုနှစ်ဆတိုးစေတယ်လို့ယူဆကြပါတယ်။စားဦးစားဖလဲမပြတ်လက်စေတဲ့အယူအဆပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့တာယာတဲ့ရှုခင်းကိုမျက်နှာမူခြင်းပါအိမ်ပြင်ကတစ်ပင်စိမ့်စိမ့်တွေဒါမှမဟုတ်တာယာတဲ့လမ်းမကြီးတွေကိုမှန်ကနေတစ်ဆင့်အိမ်ထဲကိုမြင်နေရအောင်ထားကြည့်ပါဒါဟာသတင်းကောင်းတွေနဲ့အခွင့်အလမ်းသစ်တွေကိုတင့်အိမ်ထဲကိုဖိတ်ခေါ်လိုက်တယ်လို့ပါပဲနောက်ဆုံးနဲ့အရေးကြီးဆုံးချက်ကတော့မှန်ကိုအမြဲတမ်းကြည်လင်တန့်ရှင်းနေအောင်ထားဖို့ပါပဲဖုံတက်နေတဲ့မှန်ဟာတင့်ရဲ့စိတ်ကူးစိတ်တန်းတွေကိုဝေဝါးစေပြီးလမ်းစာပြောက်စေပါတယ်မှန်ကြည့်ရင်ကံပွင့်နေဆိုပြီးဆိုရိုးရှိပါတယ်ပြောင်လက်နေတဲ့မှန်ကတင့်ရဲ့ဆုံးဖြတ်ချက်တွေကိုမှန်ကန်စေပြီးကောင်းခြင်းတွေကိုအလင်းလိုဆွဲဆောင်နိုင်ပါတယ်ဒါကတော့မှန်နဲ့ပတ်သက်တဲ့ဆောင်ရန်ရှောင်ရန်လေးတွေပဲဖြစ်ပါတယ်အဓိကကတော့စိတ်ကြည်လင်ရင်ကံပွင့်တာမို့တင့်ရဲ့နေ့စဉ်ဘဝမှာအမြဲတမ်းစိတ်ကြည်လင်လန်းဆန်းအောင်စူးစမ်းကြည့်ပါလို့တိုက်တွန်းချင်ပါတယ်အားလုံးပဲလက်လာပါတွေပွင့်လန်းကြပါစေရှင်